ဒီတလာပိုင်းကာလအတင်းမှာကန်အကောင်းဆုံးကိုတတ်မှတ်နိုင်တဲ့နေနံကတော့စနေအင်္ဂါတောက်ချာဆိုတဲ့နေနံ၃ခုသာဖြစ်ပါတယ်ဒီနေနံ၃ခုသာလွဲပြီးကြံတဲ့နေနံတွေကတော့ကန်အခြေအနေအရအားနည်းနေလေလို့ဆိုနိုင်ပါတယ်ဒါကြောင့်12လပိုင်းကိုစုစုပေါင်းကြည့်မယ်ဆိုရင်ကန်အကောင်းဆုံးနေနံများဟာစနေအင်္ဂါတောက်ချာဆိုတာကိုတိတိကျကျတတ်မှတ်နိုင်ပါတယ်ဒီနေနံသားသမီးတွေအနေနဲ့တလာပိုင်းကိုရောက်ရှိလာတဲ့အချိန်မှာကန်အခြေအနေတဖြည်းဖြည်းတက်လာတဲ့အနေအထားကိုမြင်တွေ့ရပါလိမ့်မယ်။အလုပ်ကုန်စီဝါရေးငွေကြေးပိုင်းဆိုင်ရာတွေမှာအရင်လိုပင်ပန်းခက်ခဲမှုများမရှိတော့ဘဲအဆင်ပြေမှုတွေပိုပြီးမြင်သာလာနိုင်ပါတယ်။အထူးသဖြင့်စနေသားသမီးတွေအထက်တော့ဒီ12လပိုင်းဟာကံပြောင်းသည့်ကာလလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့2025ခုနှစ်ရဲ့10လပိုင်း17လပိုင်း12လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးအများစုဟာအခက်အခဲကံအညံ့အစင်ပပြေတာတွေကိုအနည်းနဲ့အများကြုံတွေ့ခဲ့ရတဲ့အနေအထားရှိခဲ့ပါတယ်။ဒါပေမဲ့တလပိုင်းကိုရောက်လာတဲ့အခါဒီအခက်အခဲတွေကတဖြည်းဖြည်းလျော့နေသွားပြီးကံအခြေအနေပိုကောင်းလာတဲ့ဘက်ကိုပြောင်းရွှေ့လာပါတယ်။အကျိုးတူပဲတောက်ကြအင်္ဂါနဲ့နံသားသမီးတွေအတွက်လည်းကံကောင်းမှုတွေအကျိုးမြတ်တွေပေါ်ထွန်းလာမယ့်ကာလဖြစ်ပါတယ်။ဒါပေမဲ့တလပိုင်းမှာအားနည်းဆုံးနေနံကတော့တောက်ကြဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တောက်ကြနေနံဟာ10လပိုင်းကစပြီး17လပိုင်း12လပိုင်းအထိကံအခြေအနေမတည်ငြိမ်မဲ့လဲပတ်နေတဲ့အနေအထားကိုစက်တိုက်ကြုံခဲ့ရတဲ့အနေအထားရှိပါတယ်။ဒါကြောင့်တလပိုင်းကိုရောက်လာတဲ့အချိန်မှာတောက်ကြသားသမီးအများစုအတွက်ကံအခြေအနေကတိတိတသာကောင်းတက်လာတယ်လို့ပြောလို့မရသေးပါဘူး။အလောက်ကုံငွေကြေးပိုင်းမှာအစင်မတည်တာလွေးတွေဆက်ရှိနေနိုင်ပြီးအခြေအနေကတည်ငြိမ်မှုမရှိသေးတဲ့ပုံစံအတိုင်းသွားနိုင်ပါတယ်။ထို့ကြောင့်တလပိုင်းကိုစုစုပေါင်းသုံးသပ်မယ်ဆိုရင်စနေအင်္ဂါတောက်ကြဆိုတဲ့နေနံ၃ခုကသာကံအကောင်းဆုံးနေနံကဖြစ်ပြီးကျန်တဲ့နေနံတွေကတော့ကံပိုင်းရအားနည်းနေတယ်လို့ဆိုနိုင်ပါတယ်။ဒီနေနံသားသမီးတွေအနေနဲ့တလပိုင်းအတွင်းမှာအလုပ်အကုန်ပိုင်းငွေကြေးပိုင်းမှာအောင်မြင်မှုတွေတဖြည်းဖြည်းပေါ်ထွန်းလာပြီးအတိတ်ကကြုံခဲ့ရတဲ့ကံညံ့အခိုက်တွေတော်တော်များများပျောက်ကင်းသွားမယ့်အနေအထားရှိပါတယ်။တစ်ချက်သတိထားရမယ့်အပိုင်းကတော့မေတ္တာရေးကံဖြစ်ပါတယ်။တလပိုင်းအတွင်းမှာနေနံအားလုံးအတွက်မေတ္တာရေးကံကအားနည်းနေတဲ့ကာလဖြစ်တဲ့အတွက်ချစ်ရေးအိမ်တောင်ရေးပိုင်းမှာတခါတရံအစင်မပြေတာတွေကြုံတွေ့နိုင်ပါတယ်။ဒါပေမဲ့မေတ္တာရေးကိုခြံထားပြီးကြည့်မယ်ဆိုရင်အလုတ်ငွေကြေးအောင်မြင်မှုအပိုင်းမှာတော့တလပိုင်းအတွင်းစနေအင်္ဂါတောက်ကြဒီနေနံ၃ခုကအကောင်းဆုံးကံအခြေအနေကိုပိုင်ဆိုင်ထားတဲ့နေနံများဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ဒါနဲ့အပတ်စဉ်ဟောစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဇေယျရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok